အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အင်းလေးကိုသွားလေဖြစ်ပါတယ်ရှင်အင်းလေးကိုလည်းမရောက်ဖြစ်တာကြပြီဆိုတော့သွားလေဖြစ်ပါတယ်ဆိုပြလေးအတန်ဝင်နေရလေးတော့နည်းနည်းလေးတိကန်ပြီးတော့နားထောင်ပြီးနော်ဆိုပြအတန်လေးအေးမိပြီးတော့အတန်နည်းနည်းဝင်နေတာပါအားကြောင့်မလို့နော်ရာသီဥတုလေးကမိုးလေးကလည်းအုံနေတယ်ပြီးတော့အင်းလေးမှာအေးတယ်လေလေးကတဝီဝီနဲ့ဆိုတော့အရန်နေလို့ကောင်းပါတယ်ဆက်လီစီကလည်းရမ်းပျော်စရာကောင်းပါတယ်ရှင်အပျော်ဆုံးကတော့လေငှက်ကလေးတွေကိုအစာကျွေးရတာအပျော်ဆုံးပါပဲသူတို့ကလေဆက်လီနောက်ကိုတောင်းလျှောက်လိုက်လာပြီးတော့အစာလေးတောင်းတယ်ဒါချစ်ဖို့ကောင်းတာအရန်ပျော်ပါတယ်ငှက်ကလေးတွေအစာကျွေးရတာတော့လေဒါကတော့ romance လေးတစ်ဖြတ်ပေါ့နော်တချင်းလေးချိန်လို့ထည့်ထားတာပါရှင်အစာဆက်ကြွေးလိုက်ပါဦးမယ်ရှင်ကဲအခုဖျားလေးဖူးပြီးသားပြီဆိုတော့ပြန်ပါပြီရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ဆိုပြီးတော့လေချိန်ကြာကြီးမရခဲ့ဘူးဆိုတော့ဖျားဖူးပြီးတော့ပဲဆိုပြီးတော့ပြန်ဖြစ်ပါတယ်ရှင်အားလုံးပဲနောက်ထပ် vlog လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်တတား